OK အားလုံးမင်္ဂလာပါဗျာကျွန်တော်ကစောစောပါဒီကနေ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ကိုမေးတာလို့ပေါ့နော်တက်တော့ short ဖွဲ့ထားတယ်ဒါပေမဲ့ကျွန်တော်တို့ဈေးချင်းထည့်လို့မတက်ဘူးဗီဒီယိုတင်လို့မတက်ဘူးဆိုတော့မိတ်ဆွေတွေအတွက်တီးတက်လာပြီးမျှဝေပေးမှာဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ကောက်လေးမမျှဝေပေးခင်အပေါင်းလေးနှိပ်ပြီးတော့အသေးလေးပေးသွားဦးလို့ပြောချင်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့နောက်ထပ်ကျွန်တော်ရှုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ်အသည့်အကြောင်းအရာလေးတွေလာပြီးမျှဝေပေးမှာဖြစ်တဲ့အတွက်အရင်ဦးဆုံးသိရအောင်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲကျွန်တော်ပြမယ်ကျွန်တော်မိတ်ဆွေတွေကဥပမာအနေနဲ့ကျွန်တော်လုပ်ပြမှာပေါ့နော်ကိုကဘာပစ္စည်းကိုတင်ပါလဲဥပမာကျွန်တော်ဥပမာအနေနဲ့လုပ်ပြမယ်ပေါ့နော်ကဲဒါကတော့ကျွန်တော်ရေဘူးပေါ့နော်ကဒါလေးကိုကျွန်တော်ဗီဒီယိုတင်ခြင်းတယ်တင်ခြင်းဘယ်လိုလုပ်ရမလဲဒါလေးကိုကျွန်တော်တို့ကိုကဗီဒီယိုရိုက်ပြီးတင်လို့လည်းရတယ်ဒါမှမဟုတ်ရင်လည်းအပုံနဲ့တင်တာကတော့သိမစင်မပြေဘူးဗျပုံနဲ့တင်တာတည်းမဲ့ကျွန်တော်အပုံနဲ့အရင်လုပ်ပြပေးမယ်ကျွန်တော်မိတ်ဆွေတွေနားလည်သွားပြီဆိုရင်ကိုယ့်အကိုဗီဒီယိုလေးရိုက်ပြီးတော့ကိုယ့်အကိုကြော်ညာပြီးတော့တင်လို့ရတယ်ဗျโอเคဒါကကျွန်တော် section ရိုက်ပြမှာပေါ့နော်โอเคဒါကျွန်တော် section ရိုက်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်ဘယ်သွားရမလဲကျွန်တော်ဓာတ်ပုံလိုက်ပြန်သွားမယ်နော် photo လိုက်ကျွန်တော်တို့ photo လိုက်ဒါကျွန်တော်ဓာတ်ပုံရိုက်လိုက်ပြီဆိုတော့ photo လိုက်ကိုသူကရောက်သွားတာဖြစ်ပါတယ်โอเคဒီမှာခဏကျွန်တော်ရိုက်လိုက်တဲ့ဒါဆိုရင်ကျွန်တော်တို့ဖြန့်ညက်ကလောက်ရမယ်ကျွန်တော်မိတ်ဆွေတွေဖုန်းမှလည်းဒါဖုန်းနဲ့ရှိတာပေါ့နော်ကျွန်တော်ဖြန့်ညက်ကလောက်ပြမယ်โอเคဒါလေးကိုကျွန်တော်တို့လိုတဲ့လောက်ကျွန်တော်တို့ဖြတ်လိုက်မယ်ကိုလိုတဲ့လောက်ပမာဏပေါ့နော်မိတ်ဆွေတွေကိုထားခြင်းတဲ့လောက်ထားပေါ့နော်โอเคဒါလေးကျွန်တော်ပြန်ညက်လောက်လိုက်မယ်မလိုတဲ့ဟာလေးကျွန်တော်ပြစ်လွှဲလိုက်မယ်โอเคဒါဆိုရင်ကျွန်တော်ခဏမလိုတဲ့ဟာကိုကျွန်တော်ပြစ်လိုက်မယ်โอเคပြီးရင်ကျွန်တော်တို့တက်တော့တယ်ပြန်သွားမယ်โอเคဒါဆိုရင်ကျွန်တော်ဒီရေဘူးလေးကျွန်တော်စကက်ချွတ်ရိုက်ပြီးပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကကိုကပုံပဲတင်မလားဒါမှမဟုတ်ဗီဒီယိုလေးရိုက်ပြီးတင်မယ်ဆိုရင်ဥပမာကျွန်တော်ဗီဒီယိုဒီမှာပေါင်းလေးနေလိုက်sorryโอเคဒါမှပေါင်းလေးနေလိုက်ဒါဆိုကျွန်တော်ဗီဒီယိုရိုက်ပါမလို့ကိုဘယ်နဲ့စက္ကန့်ထားရင်လဲကိုထားရင်လည်းစက္ကန့်မှာထားဥပမာ6စက္ကန့်60နဲ့ကျွန်တော်ရိုက်ပြမယ်โอเคဒါဒီလောက်ပဲကျွန်တော်ရိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုတစ်ခုရပါပြီဗီဒီယိုတစ်ခုရသွားပြီဆိုရင်ကျွန်တော်တို့ကခဏရေဘူးလေးကိုကျွန်တော်တို့က live ပေါ်ကိုကျွန်တော်တို့ကြော်ညာပေးမှဖြစ်တဲ့အတွက်ဒီနေရာလေးတွေ့တယ်မဟုတ်လားဒီမှာဒါကတော့ဖုန်းတိုင်းမှာရှိတယ်เนาะဒီနေရာလေးတစ်ချက်နှိပ်သွားโอเคဒါဆိုရင်ကျွန်တော်တို့ဒီအောက်မှာဒီမှာဒါလေးကိုတစ်ချက်နှိပ်ကဲဒါဆိုရင်ဒီနေရာလေးတစ်ချက်နှိပ်ဒါခဏကျွန်တော်တို့ဓာတ်ပို့လိုက်တဲ့ရောက်သွားတာပေါ့နော်ကဲဒါဆိုရင်ခဏဟာကျွန်တော်တို့ယူထားတဲ့ဟာလေးကိုကျွန်တော်တို့ဒီမှာထည့်လိုက်မယ်โอเคဒါဆိုရင်မိတ်ဆွေတွေကိုထားခြင်းတဲ့နေရာမှာထားကျွန်တော်ကလုပ်ပြတာဖြစ်တဲ့အတွက်ဒီလိုပဲလုပ်ပြမယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာပုံလေးထားပြီးတော့ဒီမှာစာလေးရေးလို့ရတယ်နော်ကျွန်တော်တို့ဒီရေဘူးကဘာတွဲကောင်းတယ်ပေါ့နော်ဥပမာပေါ့နော်ဒီလိုမျိုးပေါ့ကိုရေးမယ်ဆိုရင်လည်းရေးလို့ရတယ်ပြီးရင်ဒီမှာပြီးပြီဆိုတဲ့ပေါ်ဆုံးနေရာလေးကိုဒီမှာချက်နေလိုက်โอเคကျွန်တော်စာရေးပြီးမှဒါဆိုရင်ကျွန်တော်တို့ကရှေ့သို့ဆိုတဲ့နေရာလေးကျွန်တော်တို့ကဆင်ပြေသွားပြီဆိုရင်ကိုတင်တော့မယ်ဆိုရင်ရှေ့သို့ဆိုတဲ့နေရာလေးတစ်ချက်နှိပ်ပါပြီးရင်ဒီနေရာလေးမှာကျွန်တော်တို့ hashtag လေးခံရမှာနော်ဥပမာဒီမှာ hashtag ဒီကျွန်တော်တို့အခုကြော်ညာပေးတဲ့ရေဘူးနဲ့ပတ်သက်ပြီးတော့မနော်သူကြောင်ရလေးဒီမှာနည်းနည်းပါးရေးပေးလိုက်ပြီးရင်ချင်းရဘက်မှာတော့ထည့်ရမယ်ကျွန်တော်ပြမယ်ဒီမှာ hashtag ပြီးပြီဆိုရင်ကျွန်တော်ချင်းထည့်တဲ့နေရာကျွန်တော်ပြမယ်ဒီမှာအလဲလေးရှိတယ်တွေ့လားဒီမှာအလဲလေးဒါအဖုတ်တိုင်းမှာရှိတယ်နော်တက်တော့ short ဖွဲ့ထားတဲ့သူတိုင်းမှာရှိတယ်ဒီနေရာလေးမှာတစ်ချက်နှိပ်ပြီးရင်အောက်မှာဒီမှာတွေ့လားကိုပစ္စည်းဆိုတဲ့နေရာလေးတစ်ချက်နှိပ်ကဲကျွန်တော်တို့ကရေဘူးကိုကြော်ညာပေးမှဖြစ်တဲ့အတွက်ခဏကျွန်တော်တို့ကြော်ညာပေးထားတဲ့ရေဘူးကိုဒီထဲမှာကျွန်တော်တို့ရှာမယ်ဒီမှာတွေ့ပြီနော်တွေ့ပြီဆိုရင်ကျွန်တော်တို့ကအထဲပါဆိုတဲ့နေရာတစ်ချက်နှိပ်โอเคဒါဆိုရင်ဒီစာကိုလည်းကျွန်တော်တို့ကဒီတိုင်းတင်မယ်ဆိုရင်လည်းရတယ်နော်ဒါမှမဟုတ်ကျွန်တော်တို့ကနောက်ထပ်ကိုကဗမာစာလေးနဲ့ရေးခြင်းတယ်ဆိုလို့ရတယ်ဒါလေးကိုကျွန်တော်တို့ဖြည့်လိုက်မယ်ဒါကတော့မိတ်ဆွေတို့သဘောပေါ့နော်မိတ်ဆွေတို့ထားခြင်းတို့ထားလို့ရတယ်ကျွန်တော်ကတော့ထားလိုက်တော့ကျွန်တော်အေးပြမှာကဲဒီမှာနှိပ်မှာယူပါโอเคဒါဆိုရင်ကျွန်တော်တို့အောက်မှာတွေ့လားဒါအများလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီဒါဆိုရင်ကျွန်တော်တို့ချင်းထက်လုပ်ပြီးပြီเนาะဒါထက်ပါဆိုတဲ့နေရာလေးတစ်ချက်နှိပ်ရပြီโอเคဒါဆိုရင်ဒီမှာတွေ့လားဒါဆိုရင်ကျွန်တော်တို့ချင်းထက်ပြီးသွားပြီကျွန်တော်တို့ရဲ့တင်ထားတဲ့ဗီဒီယိုအောက်မှာဒီချင်းလေးကပေါ်နေပြီဗျချင်းထက်တာမခက်ဘူးเนาะကျွန်တော်မေးဆိုဒါဆိုရင်မပြီးသေးဘူးเนาะဒီအောက်မှာ e-book ကိုလူတိုင်းကြီးနိုင်သည်ဆိုတဲ့နေရာလေးတစ်ချက်နှိပ်မယ်โอเคဒါဆိုရင်ဒါလူတိုင်းဆိုတဲ့နေရာမှာထားရမှာเนาะဗျဒီအောက်တွေမှာထားလို့မရဘူးเนาะကျွန်တော်မေးဆိုရင်ဒီပေါ်ဆုံးမှာထားမှတလည်းကျွန်တော်တို့တင်နေတဲ့ဗီဒီယိုကလူတိုင်းသိမှဖြစ်ပါတယ်လူတိုင်းအမြင်ရမှာဖြစ်ပါတယ်โอเค
ဒါဆိုရင်ဒီနေရာမှာထားပြီးဆိုနောက်ထပ်အောက်မှာရွေးချယ်မှုစတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ကကြောင်းရထုတ်ဖို့ဖွဲ့ထားမှုဆိုတဲ့ကြောညာလေးတစ်ခုကျွန်တော်တို့တစ်ချက်နှိပ်မယ်โอเคပေါ်တယ်နော်ကျွန်တော်ပြောတာโอเคပြီးတစ်ချက်နားမလည်ဘူးဆိုရင်တစ်ဆင့်ချင်းစီကျွန်တော်တို့ပြန်ပြီးတော့ကြည့်သွားလို့ရတယ်ဒါဆိုရင်ပေါ်ကတစ်ချက်နှိပ်မယ်ဒါဒီနှစ်ခုကျွန်တော်တို့အမှတ်ချက်လေးပေးလိုက်မနော်โอเคပြီးရင်ဒီမှာအောက်မှာဆက်ဆိုတဲ့နေရာတစ်ချက်နှိပ်မယ်ပြီးရင်ဒီမှာ confirm ဆိုတဲ့ချင်းနဲ့နှိပ်မယ်ပြီးရင်ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ဒီရေဘူးကဘာအတွက်ကောင်းတာလဲဒီမှာကာဘာရေးလို့ရတယ်ဒီမှာကာဘာရှင်းရအောက်မှာကျွန်တော်တို့ကိုထဲညီနဲ့ပုံမှန်အဲ့ပုံစံလေးနဲ့ကိုထဲလို့ရတယ်ဒီမှာဘာပေါ့ရေဘူးဆိုတဲ့ရေဘူးကကျွန်တော်ဒီမှာစာရေးလို့ရတယ်ပေါ့နော်ဒီမှာကိုဘာကိုစာရေးလို့ရတယ်โอเคဒါကတော့ကျွန်တော်လုပ်ပြတာပေါ့နော်ကျွန်တော်မိတ်ဆွေတွေအခုဒီလောက်ပဲကျွန်တော်မိတ်ဆွေတွေတပြီးရင်ဒီမှာသိပါဆိုတဲ့နေရာလေးချက်နေခဲ့ပြီးရင်ဒီမှာကျွန်တော်ပေါ်နေပြီတွေ့လားရေဘူးတွေ့ပေါ်နေပြီတွေ့လားဒါဆိုရင်ကျွန်တော်ဒီမှာပို့တင်ပါဆိုတဲ့နေချက်နေရပြီပြီးပြီကျွန်တော်တို့ဗီဒီယိုကဒီလောက်ပဲโอเคဒါဆိုရင်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တည်တယ်လာပြီး sharing လုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့အကောက်လေးကိုလည်းနောက်ထပ်တည်ကောင်းစရာလေးတည်ရအောင်ပေါ့နော် follow လုပ်ပြီးတော့ကျွန်တော်ရဲ့အကောက်လေးကိုပေါင်းလေးနှိပ်ပြီးတော့အသေးလေးပေးသွားလို့ပြောခြင်းတယ်ဗျာโอเคနောက်ထပ်ကျွန်တော်တည်တာနောက်ထပ်ကျွန်တော်တည်တယ်လောက်လေးတွေလာပြီးမျှဝေပေးမှာဖြစ်တဲ့အတွက်โอเคအားလုံးဆင်ပြေကြပါစေကျွန်တော်မိတ်ဆွေတွေအားလုံးပဲပါ